အခုနောက်ပိုင်းကျတော့အာဝုတွေပါပြောလာတာဗောနော်အာဝုတွေပါပြောလာတဲ့အခါကျတော့ဘာဖုံးမှာတာဝန်ရှိလာတာဗောနော်အဲ့တော့တရားလို့ဘာဖုံးကအာဝုချုပ်ခန်းနေနဲ့နိုင်ငံရေးပရာဇိကဆိုတဲ့ခေါင်းစဉ်လေးတက်ပြီးဟောလိုက်တာပါအာဝုတော်လေးတွေရဲ့လို့ပြောရပါဗောနော်မင်္ဂလာပါဒီနေ့ပထမဝါဆိုလပြည့်ကျော်10ရက်နေ့ဇူလိုင်လ9ရက်နေ့ဖြစ်ပါတယ်နော်အာဝုချုပ်ခန်းလေးပေါ့ဗျာခေါင်းစဉ်တော့နိုင်ငံရေးပရာဇိကလို့မှတ်ပေါ့နော်ဖះဟောခဲ့တဲ့အဘတ်9ပုံဆိုတာတော့တော်တော်များများသိကြပါတယ်နော်အဲ့ဒါကိုပရာဇိကာဒီတတ္တအပတ္တိခန္ဓာလို့ခေါ်တာပေါ့အဘတ်ဆိုတာတော့အပြစ်ကြရောက်ခြင်းအပြစ်ရောက်ရှိခြင်းအပြစ်ရရှိခြင်းပါပဲအဲ့ဒီအဘတ်9ပုံကိုအုပ်စုခွဲလိုက်တဲ့အခါနှုတ်အုပ်စုထွက်တာပေါ့နော်ဂရုကအုပ်စုနဲ့လဟုကအုပ်စုဂရုကဆိုတာကတော့ကြီးလေးတဲ့အပြစ်တွေကိုပြောတာပေါ့နော်လဟုကဆိုတာတော့အဲ့ဒီလောက်မကြီးလေးတဲ့အပြစ်တနည်းအားဖြင့်ပြောရင်တော့ပေါ့ပါတဲ့အပြစ်လေးတွေပေါ့နော်သိငယ်တဲ့အပြစ်လေးဂရုကမှလည်းနှစ်ခုရှိတာပေါ့နော်ကုစားလို့ရတဲ့ဂရုကနဲ့ကုစားလို့မရတော့တဲ့ဂရုကလို့နှမျိုးရှိကုစားလို့ရတဲ့ဂရုကကတော့အမျိုးသမီးတွေနဲ့ကိုယ်လက်နှီးတော့တာတို့ဘာတွေနဲ့ချက်တဲ့အခါမှာလိန်အကြောင်းတွေရေကြသားကြပြောကြဆွကြတာတို့အဲ့ဒါမျိုးဂရုကလို့သူတို့ကတော့စနစ်တကျအချိန်ယူပြီးတော့တန်ခပရိသတ်ထံကုစားမယ်ဆိုရင်တော့ပျောက်နိုင်တာပေါ့နော်အပြစ်တွေကြည်ပျောက်သွားနိုင်တယ်အပြစ်တွေကြည်ပျောက်သွားရင်တော့တာမန်ရဟန်းကောင်းတစ်ပါးလို့ပြန်ဖြစ်သွားတော့နောက်ကုစားလို့မရတဲ့ဂရုကကတော့ပါရာဇိကလို့လူတီများတဲ့အာဘတ်ပေါ့ဗျာပါဠိကရဲ့အဓိပ္ပာယ်ကိုပြောရရင်တော့သာသနာတော်မှာဆုံးရှုံးခြင်းပါပဲသာသနာတော်နဲ့မထိုက်တန်တော့ဘူးသာသနာတော်ကပေးရတဲ့အခွင့်အရေးတွေမရတော့ဘူးပုံမှာပါဠိကကြသွားတဲ့ယဟန်တစ်ပါးဟာလူတွေကကိုယ့်ကိုယဟန်တော်တစ်ပါးအဖြစ်ရှ िख ိုးတာကိုလက်မခံရတော့ဘူးနော်နောက်ယဟန်တန်ခါချင်းချင်းပေါ့စွန်တော်ဝိုင်းနဲ့မစားရတော့ဘူးပေါ့နော်တိမ်ထဲမှာကန်နေပါတွေမဆောင်ရတော့ဘူးအဲ့ဒီလိုသာသနာတော်နဲ့မထိုက်တန်တော့တဲ့အပြစ်မျိုးကိုပါဠိကလို့ခေါ်တော့အဲ့ဒီပါရာဇိကလည်း၄ပါးရှိတာပေါ့နော်ပထမပါရာဇိကဆိုတာတော့ဒီမတုကမ္မနဲ့လင်းလို့မရလို့အတူနေကြတာပေါ့ဗျာတစ်ချိန်တစ်ခါတည်းပဲနေပေါ့ခဏတစ်ဖြုတ်လေးပဲဆက်ဆံပေါ့သတ်မှတ်ချက်အင်္ဂါရက်နဲ့တိုက်ဆိုင်သွားရင်ပထမပါရာဇိကကြတယ်ပေါ့ဒုတိယပါရာဇိကဆိုတာတော့ခိုးမှုနဲ့ပတ်သက်တာပေါ့ဗျာတတိယပါရာဇိကဆိုတာတော့လူသက်မှုနဲ့ပတ်သက်တာပေါ့နော်သရုပ်ပါရာဇိကဆိုတာတော့အကြီးစားလိမ်လည်မှုပေါ့နော်တာမန်လိမ်လည်လူမဟုတ်ဘဲနဲ့တရားဓုမရပဲတရားဓုရကြအောင်စာဝီတရားဓုရတယ်လို့လိန်ပြောတာအဲ့ဒါကဖះဟောတဲ့ပါရာဇိက၄ပါးပါတယ်နော်အဲ့မှာဒီကနေ့ကြတော့လေဖះဟောတဲ့မပါတဲ့ပါရာဇိကတစ်ခုတိုးနေဗျာသိလားအဲ့ဒါကိုကျုပ်ကနိုင်ငံရေးပါရာဇိကလို့သတ်မှတ်ထားတာပေါ့နော်ဟိုအရင်တော့ကတော့နိုင်ငံရေးပါတီတစ်ခုခုကိုထောက်ခံတဲ့သူတို့ပါတီတစ်ခုခုရဲ့ပါတီဝင်တို့ပါတီဥဆောင်တို့ဖွဲ့စည်းတစ်ခုနဲ့ဆက်တဲ့နိုင်ငံရေးသမားတို့တနည်းအားဖြင့်ပြောရင်တော့နိုင်ငံရေးစိတ်ဝင်စားပြီးတော့ကလေးအစ်မရှိတဲ့သူသူတို့တွေပြောကြတာပါအခုနောက်ပိုင်းကျတော့အာဝုတွေပါပြောလာတာဗောနော်အာဝုတွေပါပြောလာတဲ့အခါကျတော့ဘာဖုံးမှာတာဝန်ရှိလာတာဗောနော်အဲ့တော့တရားလို့ဘာဖုံးကအာဝုချုပ်ခန်းနေနဲ့နိုင်ငံရေးပရာဇိကဆိုတဲ့ခေါင်းစဉ်လေးတက်ပြီးဟောလိုက်တာပါအာဝုတော်လေးတွေရဲ့လို့ပြောရပါဗောနော်နိုင်ငံရေးပရာဇိကကိုဘယ်မှာစပြီးတော့တွေ့ဘူးတာလဲဆိုတော့လေဒီ88အရေးခင်းပြီးအာနာသိမ့်ပြီးမှာတွေ့ဘူးတာဗောနော်အဲ့တုန်းကစစ်အစိုးရကအငါတွေကိုဖမ်းပြီးတော့လူကိုလဲတဲ့ကိစ္စတွေဗောနော်ပရာဇိကမကြဘဲနဲ့လူကိုလဲလို့မရဘူးလေဒါကဖះရဲ့ဝန်ကြီးတော်ထုံးစံကိုပြောတာဗောဒါပေမဲ့အငါတွေကိုထောင်ချတဲ့ကလူကိုလဲကြတယ်လေအဲ့ကြောင့်မလို့သူကနာဝတ္တလက်ထက်မှာပါဠိကတစ်ပါးတူးလာတယ်ဆိုပြီးတော့ပြောကြတာဗောနော်အဲ့ဒီနောက်ပိုင်းပေါ့ဦးသိန်းစိန်လက်ထက်ဒေါ်စုလက်ထက်ကနေဒီကနေ့အထိပေါ့ပါဠိကတစ်မျိုးပြောနေကြတာဗောနော်အဲ့ဒါပါလေဘုန်းကြီးလို့အတိမတ်မပြုတ်ဘူးလို့ဘုန်းကြီးလို့ဘုန်းကြီးလောက်တာမဟုတ်ဘူးလို့ဘုန်းကြီးတစ်ပါးလို့မကြည်ညိုနိုင်ဘူးလို့သူ့ကိုဘုန်းကြီးလို့ကိုမတတ်မှတ်ဘူးလို့ဘုန်းကြီးလို့ကိုအတိမတ်မပြုတ်နိုင်ဘူးလို့အဲ့လိုပြောပြီးတော့တချို့ကြတော့မင်းနဲ့ငါနဲ့ပြောတာတို့တချို့ကြတော့ဆဲရေးတိုင်းထွာတာတို့ပေါ့ရှိတာဗောနော်အဲ့ဒီထဲမှာအာဝုတွေတောင်ပါတယ်ဗောနော်နိုင်ငံရေးအာဝုတစ်ကောင်စနှစ်ကောင်စတောင်ပါလာတယ်ဗောနော်သူတို့ဘုန်းကြီးလို့မတတ်မှတ်တဲ့သူဗောနော်သူတို့ဘုန်းကြီးလို့အတိမတ်မပြုတ်တဲ့သူဗောနော်သူတို့ကဘုန်းကြီးတစ်ပါးလို့မကြည်ညိုနိုင်တဲ့သူလို့
ခံယူထားတဲ့သူတွေကိုကြည့်လိုက်ရင်လေသူတို့ပါတီကိုမတော့ခံလို့ပြောကြတာသူတို့ပါတီကိုဝေဖန်လို့ပြောကြတာသူတို့အစိုးရကိုဝေဖန်လို့ပြောကြတာဖြစ်နေဗျအဲ့တော့မြန်မာပြည်မှာပါရာဇိကတော့ဘာတိုးနော်အဲ့ပါရာဇိကကိုနိုင်ငံရေးပါရာဇိကလို့ခေါ်တာပေါ့နော်ဖျားပြင်းရတဲ့ပါရာဇိကထဲမှာတော့မပါဘူးပေါ့နော်နိုင်ငံရေးသမားတွေရဲ့ပါဝကတွေပြောတဲ့ပြည့်ညက်လိုက်တဲ့မတော့မဟုတ်တတ်မှတ်လိုက်တဲ့ပါရာဇိကပေါ့ဗျာအဲ့ဒါကိုနိုင်ငံရေးပါရာဇိကလို့ကျုပ်ကခေါ်တာပေါ့နော်နောက်ဦးသိန်းစိန်လက်ထက်မှာလည်းပြောတယ်လေ NLD ကိုဝေဖန်လို့ဒေါ်စုကိုဝေဖန်လို့ကျုပ်ကိုဘုန်းကြီးမဟုတ်တော့ဘူးလို့ပါလို့ညာတခါလေစိတ်မှာလူသက်မှုဖြစ်တဲ့အခါကျတော့အဲ့ဒါတီလင်းတို့ထပြီးတော့ကျုပ်ကကျေးဇူးတင်စကားပြောလိုက်တာပေါ့နော်အဲ့ကျေးဇူးတင်စကားပြောလို့ဆိုပြီးတော့ကျုပ်ပါရာဇိကနဲ့ဆွဆွဲပြီးတော့ကြီးကျယ်ကျယ်ကိုရေးသားတာဗျာမာမူနောင်းဆိုတဲ့ကလဂျွန်တကောင်ပေါ့နော်သူကလည်းတာမတက်ပိမတက်ပေါ့အာဝုတကောင်ကိုလေတွားမေးပြီးတော့အဲ့အာဝုတကောင်ပြောတာယူအတီယူပြီးရေးချလိုက်တာဗျာသိလားဒန်းဘွားနေထိတန်သွားပြီးတော့ဘာလို့အာဝုတကောင်အဲ့လိုဖြေလိုက်တာဟုတ်အဲ့ဒါကိုမာမူနောင်းကကလဂျွန်တကောင်ကကောက်ရေးလိုက်တဲ့အခါကျတော့အဲ့ဒီမှာတခါတည်းအရင်ဆိုင်နိုင်ငံရေးလောကသားတစ်ခုလုံးကကျုပ်ပဲလူဖြစ်သွားတဲ့ပုံစံမျိုးကျုပ်ပဲပရာဇိကကျသွားတဲ့ပုံစံမျိုးကျုပ်ပဲရဟန်းမိုးတော့တဲ့ပုံစံမျိုးတွေဝိုင်းပြီးတော့စော်ကြပြုကြတာပေါ့နော်အနေနဲ့ပေါ့ဗျာကျုပ်ကကြည်လင်းဆရာတော်လို့ပြောတာ ਨੇ ဘလို့ပရာဇိကကျသွားတာဘာပရာဇိကတော့ပရာဇိက၄ပါးထဲမှာဘယ်ထဲပါဖះဟောမဟုတ်တဲ့နိုင်ငံရေးပရာဇိကကြီးဖြစ်နေတာအဲ့ဒါအာဝုပရာဇိကပေါ့ဗျာဗုဒ္ဓပရာဇိကမဟုတ်အာဝုပရာဇိကဝိနည်းပရာဇိကမဟုတ်နိုင်ငံရေးပါတာကြီးကကြည်လင်းနေအများကြီးကျုပ်တခါကြီးတယောက်ကြည်လေးရှိတယ်ဗျကြည်လင်းတို့အဖွဲတွေကနှစ်ယောက်ကိုဖမ်းလိုက်တဲ့ရဲမင်းကြီးလေအဲ့ဒါကြည်လင်းပဲကျုပ်တခါကြည်လင်းဆရာတော်လို့ပြောတယ်ကျုပ်ကဘလို့ပါတာကြီးကကြာနောက်တခါကျုပ်တခါရှိသေးတယ်ဗျခုလမ်းမတော်မှာကျုပ်ကကိုကြီးလို့ခေါ်တာအဲ့တော့ကြည်လင်းဆရာတော်လို့ပြောရုံနဲ့ခင်ဗျဘလို့ပါတာကြီးကကြာသွားအဲ့ဒီမှာကလဂျွန်မာမူနောင်းကိုပြောလိုက်တဲ့အာဝုတကောင်ကရဟန်းဘွားနေတိတန်သွားပြီလို့ပြောတာဗောနော်အဲ့ဒါဘယ်သိက္ခာပုတ်ရပြောတာဟိုစာမတက်ပေမတက်ပြောတာဟိုအဲ့ကလဂျွန်မာမူနောင်းဘာဖြစ်လို့အတီးပြုတ်ပြီးရေးသွားတော့ဗျာနော်လူသက်ပြီလို့တပတ်10ရက်နေမှထပြီးထောက်ခံတဲ့ဘုန်းကြီးကဘလို့ပရာဇိကကြာသွား